ဗုဒ္ဓဂုဏောအနန္တောဟုကျော်သောထင်ရှားသုံးမယတုနတ်လူမြမတတဝါကိုခေမာတာခေါင်နိဗ္ဗာန်တောင်းသို့ရွှေပေါင်းမကင်သင်္ဘောရင်ဖြင့်ကဲတင်ဆောင်ယူပူတော်မူသည်နတ်လူတို့ထိပ်ပန်းရန်တို့ဆရာစိန်နေယဟုနန္ဒကုံအင်းကျေးဇူးရှင်ကိုအဟံတပိတော်သည်ဝန္နေဝန္နာမိရှိခိုးပါ၏ဖယားဓမ္မဂုဏောအနန္တောဟုတည်သောကဘာတတဝလူနာအထက်ထက်ကိုလေးမြတ်ကျင်နာအဝိဇ္ဇာနှင့်တဏှာတန်ရောကိလေတောမှာစေကြောတုတ်တင်မြူမတင်အောင်ရှောင်ကျင်ပေတတ်တရားမြတ်ကိုအဟံတပိတော်သည်ဝန္နေဝန္နာမိရှိခိုးပါ၏ဖယားတန်ဃာဂုဏောအနန္တောဟုလောဘဒေါသမောဟကင်းကွာတဏှာကာမကိလေသာနှင့်ရာဂအမိုက်နှစ်ချိုက်မပြောမမွေလျော်ပဲရှင်တော်ဟောကြားမြတ်တရားကိုမတ္တကြည်ညိုမဖို့နိဗ္ဗာန်ရောက်ကြောင်းမှန်သည်မျက်မွန်ထေကျော်တန်ဃာတော်တို့ဂုဏ်တော်ကြီးစွာအနန္တကိုအဟံတပိတော်သည်ဝန္နေဝန္နာမိရှိခိုးပါ၏ဖယားမာတာပိတုကုဏောအနန္တောဟုအပြောချေစွာတန္တရာဝေမာတာပိတာမိနှင့်ဖတို့ရေကြီးကလလတီဥစကချိုးချင်းပူဆက်ရှင်းရှင်းပြတ်အောင်မပြတ်ယူရာမိဘတို့မှာစိုးရိမ်စွာဖြင့်အစာစိတ်အေးလို့ချိုပေး၍ဝေတိမိခင်ကျွေပခင်ကိုအဟံကျွန်ုပ်သည်ဝန္တေဝန္တာမိရှိခိုးပါ၏ဖယားအာစရိယဂုဏောအနန္တောဟုမိန်ဟောအယကောက်ယူပြသောနယနီနာအဖျားပြာကိုလိမ္မာစေကြောင်းမြတ်တာလောင်း၍မကောင်းကိုချင်းကောင်းရာရှင်လျက်နှုတ်မွတ်တန်ချိုဆုံးမဆိုသာအဟုများစွာတန္တရာဝေသုံးသွဲသောကလေးရဲ့အပေရှစ်သွဲရက်ပြည့်စိုးညစ်ရုပ်မှဖျားပြာကိုခေမာဘူမိဘေးမရှိအောင်နိဗ္ဗာန်တောင်သို့ရောက်အောင်ပြညွန်းသွန်သင်မေတ္တဆရာမြတ်ကိုအဟံကျွန်ုပ်သည်ဝန္နေဝန္နာမိရှိခိုးပါ၏ဖယား